င်းစာတူတူရေးချင်းကြမယ်စီစဉ်ရဲ့ D2 အပိုင်း2ပိုင်းရှင်း B1 ကအလဲတန်6လုံး B6 လုံးကိုတက်ပြီးသွားပြီလားမတက်ရသေးဘူးဆိုရင်အပေါ်မှာ link ချပေးထားတယ်အပိုင်း1ကိုရင်ကြည့်ပြီးရင်အပိုင်း2ဆက်ကြည့်ပါကဲအဲ့တော့ဟိုနေ့ကအဆုံกลาง6လုံးกอไก่จอจานตอชดาตอปะแตะดอเด็ดตอเต่าปอใบไม้ปอปลาออ่างအကုန်လုံးရပြီလို့ထင်ပါတယ်အဲ့တော့ဒီနေ့အမြင့်တန်ဒီအုပ်စုတွေကဒီ7လုံးကိုလေ့လာမယ်เนาะအမြင့်တန်ကိုထိုင်းလို့ဘယ်လိုခေါ်လဲဆိုရင်အဆောင်0လို့ခေါ်တယ်အမြင့်တန်ဘယ်နှလုံးရှိလဲဆိုတော့7လုံးအဲ့တော့အတန်အုပ်စု3စုရှိတာမှကျတော့တစုအုပ်စုကျက်ပြီးသွားပြီနောက်ထပ်တစ်အုပ်စုကျက်တော့မယ်ဒီအုပ်စုကကျတော့အလဲတန်နဲ့မတူတာပါလဲဆိုတော့သူ့ရဲ့နာမည်သူဒီ7လုံးနဲ့ပေါင်းလိုက်တဲ့စကားလုံးလေးတွေကအတန်လေးတွေက rising တုံးအတန်လေးတွေပေါ့နော်အမြင့်တန် rising တုံးအတန်လေးတွေထွက်ရမယ်rising တုံးဆိုပေမဲ့height တုံးဒါပေမဲ့အမြင့်သူ့ရဲ့နာမည်ကအမြင့်တာ height တုံးဆိုပေမဲ့သူ့မှာ rising လိုမျိုးလေးနည်းနည်းအတွန့်လေးပါရမယ်သူ့ရဲ့အတန်မှာကဥပမာဒါကခခွေးဆိုခေါ်ချောထောဖောဖောစောအဲ့မျိုးအတန်အမြင့်လေးပါနော်ဟောအဲ့လိုမျိုးအဲ့လိုတမ်းမယ်အလေတန်တော့အဲ့လိုတမ်းမပါခဲ့ဘူးအမြင့်တန်နဲ့အလေတန်ကွာခြားချက်ကအဲ့ဒါပဲအတန်လေးနည်းနည်းလေးပြောင်းသွားတာပေါ့နော်အဲ့တော့ခေါ်ဆိုရင်ခခွေးချောဆိုရင်ချထောဆိုရင်ထအဲ့တော့သူ့ရဲ့နာမည်လေးကိုအရင်လိုက်ဆိုမယ်နော်နာမည်လေးကခေါ်ချောထောဖောဖောစောဟောအဲ့တော့သူ့ရဲ့အတန်ထွက်လေးကတရတို့ဘာလို့လဲတပေါင်းတဲ့အခါဘယ်လိုမျိုးပေါင်းရမှာလဲဆိုတော့ကလေးခေါ်ကခချထဖfa ဖနော်စဟာအဲ့တော့ဒီမှာတော့စလုံး3လုံးရှိတယ်3လုံးလုံးကလည်းအတန်အုပ်စုတူတူပဲစလုံးတန်ကြီးလည်းတူတူပဲဆွဲတယ်ဒီစလုံး3လုံးကိုပေါင်းလိုက်ရင်လည်းဆွဲရမယ့်အတန်ကလည်းတတန်လေးပဲဒါပေမဲ့ဘာမတူတာလဲဆိုတော့သူ့ရဲ့သုံးတဲ့နေရာမတူတာထပ်စင်နုနဲ့ထောက်ဝင်ပဲလို့ပဲအရှိမပါတယ်လို့နော်โอเคအဲ့တော့တလုံးချင်းနာမည်လေးတွေနဲ့လိုက်ကြရအောင်ဒါလေးကပထမဆုံးတစ်လုံးကခေါ်ဆိုတော့သူကခဖြစ်တဲ့ကြောင့်မို့လို့ဥကိုပေါင်းတဲ့နေရာမှာသုံးပါတယ်ခိုင်နောက်တော့ခိုင်ဘာလို့မဆိုရလဲဆိုတော့သူဒီအမြင့်တန်စစ်မဟုတ်လို့ပါခိုင်ဥဖြစ်သွားတဲ့ချိန်မှာနည်းနည်းလေးအတန်ပြောင်းလိုက်တယ်အဲ့ဒါကြောင့်မို့နော်ပုံမှန်ဆိုရင်တော့ခေါ်နဲ့ပိုင်းခိုင်အဲ့လိုထွက်ရအောင်โอเคနောက်တစ်လုံးကခေါ်ဒါလည်းခေါ်ပဲဒါပေမဲ့ तू ကကျတော့ဥမှာမသုံးတော့ဥကိုပေါင်းတဲ့အခါဒီခေါ်ဒီခဝင်နဲ့လာပေါင်းလို့မရအောင်เนาะ तू ကကျတော့ပုံမှန်သုံးတာလဲဆိုတော့ပလင်းကိုပေါင်းတဲ့အခါမှာသုံးတာပလင်းကိုခွတ်ခေါ်ခွတ်အဲ့ခေါ်နှစ်ခေါ်ပါမတူလဲဆိုရင်ပေါင်းတဲ့နေရာမတူဒီခေါ်ကခိုင်ဒီခေါ်ကခွတ်ခေါ်ခိုင်ခွတ်နောက်တစ်လုံးကချောသူ့နာမည်ကချောပမာသုံးလဲဆိုရင်စီနဲ့ဝါတီးရဲ့စီကိုချင်လို့ခေါ်တယ်နော်ချင်ဆိုတဲ့ချနေရာလေးမှာသုံးထားတယ်ချောချင်နောက်တစ်လုံးထောအဲ့တော့ထောနဲ့ပေါင်းတဲ့အတွက်နောက်ကလည်းฐานနော်ဒီထောလေးနဲ့ပေါင်းထားတဲ့စလုံးကအောက်ခံပြားလေးကိုဘယ်လိုပြောလဲဆိုတော့ฐานလို့အတန်ထွက်တယ်နော်ထောฐานထဆင်တူလေးပါနောက်ထပ်ထဆင်တူသူလည်းထောပဲထဆင်တူပဲဒါပေမဲ့သူကကျတော့အောက်ခံပြားမှာမသုံးတော့ဘူးအိတ်ကိုပေါင်းတဲ့နေရာမှာသုံးတယ်အိတ်ကိုထိုင်းလို့ထုံတော့မဟုတ်ဘူးပေါ့နော်ထုံဆိုတာအနည်းဆုံးရေးပေးထားတာနော်အမှန်တော့ထုံဆိုတဲ့အတန်ထွက်မယ်ထုံထောထုံဖောကိုမှာသုံးလဲဆိုတော့ဖောက်ထုတ်လေးကိုပြားပေါင်းတဲ့နေရာမှာသုံးတယ်พึ่งဖောနောက်တစ်ခုကကျတော့ဖောမဟုတ်ဘူးနော်သူက
f f တန်တဲ့ for အဖုံးကိုပေါင်းတဲ့နေရာမှာသုံးတယ် fa fa for လေးကိုပမာသုံးလဲ fa မှာသုံးတယ် for fa for fa စောစောစာလာစာဆိုတဲ့နေရာလေးကစလုံးလေးမှာသုံးထားပါစာလာစာဆိုတာတဲ့စောစာလာစောရစီစီနေရာလေးမှာသုံးထားတာပါစောရစီရစီနောက်ဆုံးစောอ่ะစောเสือစောเสือเสือเสือလို့ဆိုလိုက်မှာပြီဒါကြောင့်ဆိုဒီစောနဲ့ပေါင်းထားတာဖြစ်တဲ့အတွက်အမြင့်တန်အတန်ကိုထွက်နေရမယ်เสือစောเสือနောက်ဆုံးတစ်လုံးကတော့ဟောဟဟောဟလေးကိုပမာသုံးလဲဆိုရင်တစ်တာကိုပေါင်းတဲ့အခါမှာသုံးပါတယ် heap ပါစပ်ပိတ်မယ် heap heap ဟော heap ဟော heap နော်အဲ့ဒါတစ်ခေါက်ပြန်လိုက်ဆိုရအောင်ขอไข่ขอไข่ขอขวดขอขวดฉอชิงฉอชิงถอฐานถอฐานအလေတန်းနဲ့ကြွားတယ်เนาะအတန်ถอถุงถอถุงผอพึ่งผอพึ่งฝอฝาฝอฝาสอสาละสอสาละสามาแบบนี้เลยสอฤาษีสอฤาษีสอเสือสอเสือหอหีบหอหีบโอเคအဲ့တော့နောက်ဆုံးကျတော့ရေးတာလေးကိုမှတ်မယ်နော်အဲ့တော့ဒါကသူတို့ရဲ့နာမည်ပါအဓိကကဘာပဲမှတ်ရမှာလဲခေါ်ချော်ထော်အဲ့ဒါမှတ်ရမယ်အဲ့ဒါနာမည်ပြီးရင်အဓိကသူတို့ကိုအသုံးချရမယ့်စလုံးကဘာပဲလဲဆိုရင်ခဒီစလုံးဆိုခဒါဆိုခဒါဆိုချဒါဆိုထအဲ့လိုမှတ်မိနေရမယ်အဲ့လိုမှတ်မိနေမှထဆင်တူးဆိုရင်ဘာနဲ့တပေါင်းလိုက်ရင်ထာဖြစ်ရင်ဖြစ်မယ်ထူဖြစ်ရင်ဖြစ်မယ်ထึงဖြစ်ရင်ဖြစ်မယ်နော်အဲ့တော့ဒီထဆင်တူးကိုမှတ်မိနေဖို့အဓိကပဲဒီအဲ့တော့ကျွန်တော်ရေးအောင်ခေါ်ခိုင်လေးကစရေးမယ်ဆိုတော့ခေါ်ခိုင်ရေးတဲ့အခါမှာရှစ်လေးကနေစရေးမယ်ပြီးရင်ရပ်ပင်လေးလိုမျိုးတက်လို့ရတယ်ရှစ်ရပ်ပင်ရှစ်ရပ်ပင်ဆိုမျိုးတက်တက်လေးရတယ်နော်ဒီလိုမျိုးလေးတောင်ပုံစံတက်လေရတယ်ခေါ်ခိုင်နောက်တစ်ခုကခေါ်ခွတ်ခေါ်ခွတ်ကကျတော့ခုနကနဲ့မတူတာသူကနှစ်ခုံးလိုက်မယ်တစ်ခုံးနှစ်ခုံးပြီးမှရပ်ပင်နောက်ဒါဆွဲနည်းလေးကိုပဲပြပြပါနော်ဒီမှာကျပန်ကိုင်တာတိတ်ပြီးစင်မပြေလို့နည်းနည်းလေးတော့တော်နေကိုကလှအောင်ရေးပါဆွဲနည်းဘယ်ကစဆွဲရလဲဆိုတော့ဒီထက်လှအောင်ရေးပေးပါခေါ်ခွတ်နော်ရေးပြီးလို့ရှိရင် page မှာလာပြီးတော့စစ်ခိုင်းကြည့်လို့ရတယ်နော်ကျခေါ်ခွတ်ชอฉิงဝါလုံးဆွဲမယ်ပြီးရင်ဒီဘက်ကိုတက်မယ်ပြီးရင်ဒီလိုတက်မယ်ဝါလုံး1 2 3 4 5 6 1 2 3 4 5 6ချောရှင်နောက်တစ်လုံးရေးမယ်နောက်တစ်လုံးကကြတော့ထောထန်ထောฐานကနှစ်ဆင့်ရှိရယ်ပထမတစ်ဆင့်ကကြောကျန်းလေးလိုမျိုး1 2 3နောက်တစ်ဆင့်ကဒီကြောကျန်းရဲ့အချွန်တက်ကနေဝလုံး1 2 3တော့ပတ်သက်အောက်ကအခန်းလေးလိုထည့်မယ်နော်โอเคထောฐานဒီဟာတော့မကြော်စင်းနဲ့နော်ဒါဒီနှစ်ခုကတက်တန်းနေရမယ်ထောฐานနောက်တစ်လုံးကထောถุงထောถุงထောถุงကလွယ်လေးဝါလုံးကောကိုင်ဝါလုံးအတွင်းထဲမှာနော်အဲ့ဒီဝါလုံးကအတွင်းထဲမှာ
မရှိရယ်မှားတယ်နောက်တစ်လုံးကผอพึ่งผอพึ่งsorry ใช่ผอพึ่งဝါလုံးကလေအတွင်းထဲမှာပါ W နော်အဲ့ဒီဝါလုံးကအရေးကြီးတယ်အတွင်းထဲမှာမရှိရင်မှားတယ်ผอพึ่งผอพึ่งနောက်တစ်ခုကโฟฝาโฟฝาโฟฝาလဲဝါလုံးကအတွင်းထဲမှာမရှိမှတော့ B တစ်ချမ်းထွက်ရမယ်โฟฝาနောက်တစ်ခုကစာလုံးစောစာလားစောစာလားကလွယ်လွယ်လေးပါဝါလုံးဒေါ်တေးနဲ့မတူတော့ဒေါ်တေးလို့အောက်ကမထုတ်သူအပေါ်ကနေပြီးတော့ဒီအပေါ်နာလေးကနေစောင်းထွက်မယ်ခုံးမယ်ပြီးရင်ဒီပိုလုံးလေးကနေအတွုံလေးတက်မယ်စောစာလားနော်အဲ့ဒါသူ့ရဲ့အခြေခံရင်းနှီးပဲအဲ့ထက်လှအောင်ဝိုင်းအောင်ရေးလို့ရတယ်စောစာလားစောစာလားလို့ခုကစောရစီစောရစီကပေါ်ပိုင်မိုင်းလေးကိုတော်နေတယ်ဒီဘက်ကျထွက်စရာမလိုနော်ဆိုရင်လက်လုံးရတော့နည်းပေါ်ပိုင်မိုင်းရှိရှိလေးဆွဲမယ်ပြီးရင်ဒီဘက်မှာတော်နေတယ်စောရစီနောက်တစ်ခုကစောเสือစောเสือစောเสือလောဒီမှာတော်နေတယ်ရှစ်တက်မယ်ပိုကုန်းမယ်တော်နေတက်မယ်စောเสือ1 2 3ခေပြီးရင်နောက်ဆုံးတစ်ကြောင်းနောက်ဆုံးတစ်လုံးကတော့ဟောဟစ်ဟောဟစ်ကတော့ဒီခါလေးကြည့်ပေးမယ်ဟောဖိကနေနဲ့ခတ်တယ်1 2 3 4 5ငါချက်နော်1 2 3 4 5နော်ဒီနှလုံးကဖြောင်းမြန်ဖြစ်နေတော့1 2 3 4 5တဲ့9နှလုံးပုံစံမျိုးခေအဲ့တော့ဒီနေ့ကျဲရမယ်ပြီးရတော့အဆုံဆို17လုံးပါဒီ17လုံးပြီးလို့ရှိရင်နောက်တစ်ပိုင်းမှာပြန်တွေ့ပါမယ်ရှင်เจอกันนะคะบ๊ายบาย